Hello အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တက်ဆက်ပေးသွားမယ်ဗီဒီယိုအကြောင်းအရာကိုမစတင်ခင်ပေါ့နော်ကျွန်တော်မေးခွန်းလေးတချို့နဲ့ကျွန်တော်စကြင်ပါတယ်ဗျဒီမေးခွန်းကဘာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ငယ်စဉ်ကနေပြီးတော့အခုချိန်ထိပေါ့နော်ခဏခဏကြားဘူးပြီးတော့ social media platform တွေမှာငကားဘူးတွေငကားတွေအကြောင်းကိုခဏခဏကြားခဲ့ဘူးကြတကယ်လို့ဒါဒီငကားတွေကကျွန်တော်တို့ရဲ့ပြင်ပကဘာပြင်ကလောကမှာတကယ်ရှိခဲ့တဲ့တတ္တဝါကြီးတွေဆိုရင်သူတို့ကဘယ်လိုနေရာမျိုးတွေမှာနေထိုင်ကျစားကြမယ်လို့ခင်ဗျားတို့ထင်ပါလဲဗျဒီမေးခွန်းနဲ့ဆက်နွယ်တဲ့နောက်ထပ်မေးခွန်းတစ်ခုလည်းကျွန်တော်တခါတည်းမေးလိုက်ချင်ပါတယ်ဗျငကားတွေကပြင်ပလောကမှာတက်ရှိထင်ရှားရှိပြီးတော့ကျင်လည်ကျစားနေတဲ့တတ္တဝါတွေဖြစ်ခဲ့မယ်ဖြစ်နေတယ်ဆိုရင်ဒီတတ္တဝါတွေကသူတို့စားတောက်ကြတဲ့အစားတောက်တွေကရောဘယ်လိုစားတောက်မျိုးတွေဘယ်လိုအရာတွေကိုပေါ့နော်ဒီစားတောက်ပြီးတော့အသက်ရှင်နေထိုင်ကြတဲ့တတ္တဝါတွေလို့ဒီမင်းတို့အနေနဲ့ပေါ့နော်တွေးမိပါတယ်လေဗျဟုတ်ကဲ့ကျွန်တော်မိကုန်းလေးတော့ထားရပါဗျဒါဆိုရင်ကျွန်တော်တို့ဒီနေ့စမယ်ပေါ့နော်ဗီဒီယိုအကြောင်းအရာကိုကျွန်တော်တို့သွားလိုက်ကြအောင်ဗျဟုတ်ကဲ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျအောင်တဲ့တယ်ပြတော့အောင်တဲ့တယ်ပြတော့ မင်းနဲ့နေလားမသိနော်ညီမလေးလားဒီနားလာထားပါလားနင်းကိုဒီအလူရှိမတင်းငယ်လာလေးဖြစ်ပါတယ်အမတော့ကျင်းပါတယ်ဒီမင်းနာဖြစ်တဲ့ခရမ်းကားကျင်းမှာချမ်းသာပြီဒါလည်းနာပြနေအထောက်ပြပြသမားကဘူးပါရွှေပချောင်းမချောင်းထားတော့ကအရေးမအောင်နေအောင်တဲ့တယ်ပြတော့အောင်တဲ့တယ်ပြတော့အမတော့ဒီလိုကြီးလောက်ဆိုနော်ဟုတ်ကဲ့ဒါကတော့ပေါ့နော်အခုလက်ရှိမြင်တွေ့ကျွန်တော်တို့ကြည့်လိုက်ရတဲ့ဗီဒီယိုကတော့ကျွန်တော်မြန်မာနိုင်ငံကပေါ့နော်ငကဘောတောင်တစ်ခုမှာပေါ့နော်ငကားစာကျွေးနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့လူကြီးမင်းတို့အနေနဲ့ကျွန်တော်ဆောင်းတော့ပြောခဲ့ရတယ်ပေါ့နော်ဒီဗီဒီယိုစမှာပြောခဲ့တဲ့စကားနဲ့ဆက်ဆက်ပြီးတော့တွေးမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ဒီခုမှစတာပါတကယ်တော့ဒါပေါ့နော်ငကားတွေဒါတကယ်ရှိခဲ့မယ်ဆိုရင်အခုလိုမျိုးပေါ့နော်ဒီမြေအောက်ကချော်ရည်မြေအောက်ကချော်ရည်နဲ့ပေါ့နော်ဒီတဘာဝတန်းခွေတွေရဲ့ဘူမိဗေဒဖြစ်စဉ်အရာအပေါ်ပေါ့နော်ဒီရွှေဘွဲရည်တွေကစောင့်ပြီးတော့တက်လာတယ်ပေါ့နော်ဒီအောက်ကနေပြီးတော့တွန်းကန်အားတွေနဲ့ပေါ့နော်တန်းခွေတွေရဲ့တွန်းကန်အားကြောင့်အပေါ်ကိုစောင့်ပြီးတော့တက်လာတဲ့ရွှေဘွဲရည်တစ်ခုမှာတကယ်လို့ဒါပေါ့နော်သူတို့ပြောသလိုဒီငကားတွေကတကယ်ရှိနေမယ်လို့ခင်ဗျားတို့အနေနဲ့ပေါ့နော်ခင်ဗျားတို့ကျွန်တော်တို့အနေနဲ့ယုံကြည်သိရလားလို့ကျွန်တော်ကမေးချင်တာပါဗျမေးချင်တာပါငကားဆိုတဲ့တတ္တဝါတွေကဒီကဘာဦးအစကနေပြီးတော့ပေါ့နော်ကျွန်တော်တို့လက်ရှိအချိန်အထိကျွန်တော်1000တညပုံမီနေထဲမှာလည်းပါတယ်အင်မတန်မှတကူကြီးတယ်စွမ်းအားကြီးတယ်ဒေါသကြီးတယ်အမျက်ကြီးတယ်ဒီအတန့်ပြန်ကြိုက်တယ်လို့ဒီလိုလဲပါတယ်ပေါ့နော်ဒီလိုအင်မတန်မှစွမ်းအားတွေပါဝါတွေကြီးမားပါတယ်ဆိုတဲ့ငကားကြီးတွေကအခုလိုမျိုးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေပေါ့နော်ငကားစာဆိုပြီးကျွေးနေတဲ့ဒီရွှွန့်ပအိုင်ပေါ့နော်ဘူမိဗေဒဖြစ်စဉ်အရာဖြစ်လာတဲ့မီးတောင်အငယ်စားဒီရွှွန့်ပွက်တွေရဲ့အောက်မှာသူတို့ရဲ့ငကတိုက်ပေါ့နော်ဒီနေထိုင်နေတယ်ဆိုတာဟာပေါ့နော်လုံးဝအောင်မှာယုတ်တိမရှိသလိုပဲဒီငကားတွေရဲ့ပေါ့နော်အင်မတန်မှကြီးမားလာတယ်သူတို့ရဲ့ဂုံတိတ်ခါကိုလည်းပေါ့နော်စော်ကားရများရောက်နေမလားလို့ကျွန်တော်ကတော့တွေးမိတယ်ဗျတကယ်လို့ဒါပေါ့နော်ဒီလိုမျိုးဟိုငကားတွေဒါတကယ်ရှိခဲ့မယ်ဆိုရင်ပြောတာပေါ့နော်နောက်ပြီးကြတော့အခုဆောင်းတော့မြင်လိုက်တဲ့အတိုင်းပဲဒီအင်မတန်မှပေါ့နော်စွမ်းအားတကူတွေကြီးပါတယ်ဆိုရင်ငကားတွေကိုတိုက်ကျွေးနေတယ်ပေါ့နော်နို့ပေါ့နော်နို့ဆိုတာလည်းပေါ့အခုကျွန်တော်ထင်တာတော့နို့အစ်စ်လည်းမဟုတ်တော့ပါဘူးဒါတော့ပဲနို့လို့ဘာလို့နေမှာပေါ့နော်ပဲနို့လို့ဒါနောက်ပြီးတော့ဒီလိုကလေးတွေစားတယ်မုတ်တာလေးတွေကျွေးနေတာပေါ့နော်ဒီလိုမျိုးပေါ့ဗျာအင်မတန်မှအကောင်ကြီးကြီးမားတဲ့ဒီစွမ်းမြင့်တတ္တဝါကြီးတွေအတွက်ကတော့ပေါ့ရည်စရာမှန်းဖြစ်မနေဘူးလားကျွန်တော်ကဒီလိုမျိုးတွေးမိတယ်နောက်ပြီးတော့ဒီဘာသာရေးနဲ့ပတ်သက်ရင်လည်းပေါ့နော်ဒီကျွန်တော်တို့ကိုးကွယ်လာတယ်ကျွန်တော်တို့ကိုးကွယ်နေတယ်ပေါ့နော်မြန်မာနိုင်ငံမှာအများစုကျွန်တော်တို့အများစုကိုးကွယ်နေတယ်ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဘုရားဟောစာတဲ့ဘုရားဟောတွေနေဆိုပေါ့နော်လုံးဝပေါ့နော်ကွဲထွက်နေတဲ့ဒီနေရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့ပေါ့နော်ပြောချင်တယ်ဗျဟိုဘာဖြစ်လို့လဲဆိုတော့ဘုရားဟောတွေထဲမှာနန္ဒကားတွေရှိတယ်ဆိုတာမှန်ပြီမဲ့ဒီလိုအရာတွေကြတော့ပြောဒါကဒီအခုခေတ်သိပ္ပံပညာနဲ့ပေါ့နော်ဒီနှိုင်းစာရှိတဲ့အခါကျတော့ဒီလိုနေရာတွေမှာဒီနဂါးတွေနေနိုင်လားမနေနိုင်ဘူးလားဆိုတာပေါ့နော်ရှိလားမရှိဘူးလားဆိုတာပေါ့နော်ကျွန်တော်တို့အင်မတန်မှကိုမေးခွန်းထုတ်เสียဖြစ်လာပါတယ်ဗျဒီမေးခွန်းထုတ်เสียအကြောင်းလဲပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီယုံကြည်ကိုးကွယ်မှုနဲ့အယူတီးတာနဲ့ပေါ့နော်တကန့်စီကျွန်တော်တို့ဖဲထုတ်ဖို့လိုတယ်လို့ကျွန်တော်ကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တွေးမိသွားတယ်ဗျဒါတော့ပေါ့နော်ယုံကြည်တဲ့လူတွေကိုပုတ်ခတ်တာတော့မဟုတ်ဘူးပေါ့နော်ကိုဖေးကနေပြီးတော့ကိုယ့်ရဲ့ပေါ့နော်ရိုးရှင်းမြင်တဲ့အမြင်ကိုပေါ့နော်အခုနောက်ပိုင်းကျွန်တော်ဒီတီမီကောင်းမီသိပ္ပံပညာနဲ့ပတ်သက်လို့ကျွန်တော်ဆက်တွေးတောလာတဲ့အခါကျတော့ကျွန်တော်မြင်တဲ့အမြင်လေးကိုကျွန်တော်ကနေပြီးတော့ပြောပြတာဖြစ်ပါတယ်ဗျဟိုပေါ့နော်ကျွန်တော်တို့နိုင်ငံမှာကြတော့ပေါ့နော်အများအားဖြင့်အရင်ရှေးလူတွေဆိုတာပေါ့နော်ဒီသိပ္ပံပညာကမထွန်းကားသေးတဲ့အချိန်မှာဒါကိုလက်လန်းမမီတဲ့အရာဝတ္ထုတွေကိုလက်လန်းမမီကိုယ့်ရဲ့ဉာဏ်ပေါ့နော်လက်လန်းမမီတဲ့အရာတွေအတွေ့အကြုံတွေကိုမြင်လိုက်ရတဲ့အခါဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ပေါ့နော်ဒီနတ်ဖျားတွေမကြိုက်လို့နဂါးတွေမကြိုက်လို့ဒါဟိုးရှေ့တော့လူတွေဒီလိုမျိုးတွေးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကပေါ့နော်ဒါတဘာဝရဲ့ပေါ့နော်ကြီးမားတဲ့ဒီဘူမိဗေဒဖြစ်စဉ်
ဒီလိုမျိုးအကြောင်းအရာတွေဆိုတာကိုအခုနောက်ပိုင်းမှာသိပ္ပံပညာထွန်းကားလာတဲ့အခါမှာပေါ့နော်ရှာဖွေတွေးရှိချက်တွေနဲ့လို့ကျွန်တော်တို့သိမြင်လာတဲ့အခါကြတော့ဒီယူဆရမှန်မှန်မှုဆိုတာကိုပေါ့နော်ကြည်ပြန့်နေပေါ့နော်ဒီတုံးနဲ့တူဒါကျွန်တော်တို့နှောင်းလူတွေအခုကလူငယ်တွေနေပေါ့နော်လက်ဆင့်ကမ်းပြီးတိလာကြတယ်ပေါ့နော်တိလာကြတယ်တိလဲတချို့ကြလဲတိလာတယ်ပေါ့နော်တချို့ကြလဲပေါ့နော်ဟိုဒီလိုမျိုးအသိပညာဘုဒ္ဓတာပေါ့နော်ကြာဘူးနာကနေတဲ့လူတွေကြားလဲဒီကိုယ့်ရဲ့ပေါ့နော်ရှေ့ရလူကြီးသူမတွေမိဘဘိုးဘွားတွေပြောတာကိုအဟုတ်ထင်ပြီးတော့ပေါ့နော်ဒီလိုတွေလိုက်ပြီးတော့ဆက်ပြီးတော့လုတ်မိနေမှာဆိုလို့ကျွန်တော်ကနေပြီးတော့ဒီဗီဒီယိုကိုreaction လုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဗျဒီငကားစာကျွေးရဲဆိုပြီးတော့ဒီလုံနေကြတဲ့အပေါ်မှာပေါ့နော်လူချင်းမျိုးရဲ့ထင်မြင်ယူဆချက်အတွေးအမြင်များရှိခဲ့မယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးအောက်မှာပေါ့နော် comment box မှာရေးပေးခဲ့ကြပါအောင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့မှော်ပြီးပါဗျနောက်ဗီဒီယိုကျမှပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဆက်ဆရာရာကိုပေါ့နော်စင်ကျင်ုံတရားနဲ့ခွဲခြားစိတ်ဖြာနိုင်တဲ့လူတွေဖြစ်ကြပါသေးဗျ